င်္ဂလာပါရှင်စမြကကင်ဘလော့မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီနေ့မှာချက်ပြပေးမယ့်ဟင်းပွဲလေးတွေကိုအစင်းသင်းပြင်ဆင်ထားပြီးဆိုတော့ဒီနေ့ဘယ်လိုမျိုးရတာရှိတဲ့ဟင်းပွဲလေးတွေကိုချက်ပြပေးသွားမယ်ဆိုတာညီမရဲ့ဗီဒီယိုလေးကိုအစားဆုံးဆက်လက်ပြီးတော့ကြည့်ရှုအားပေးကြပါအောင်နော်ဒီနေ့ဇီရဲကနေပစုံလေးဝင်လာတာကိုပထမဆုံးတတိတစားခွန်လေးတွေမှာပြီးတော့ရေစေးသက်ဆင်ထားပါတယ်ပြီးရင်တော့ရတာအတွက်စနွင်းမုံစာအချူမုံပြာရီအားလုံးပါဝင်ပစ္စည်းထည့်ပြီးပြီဆိုရင်တော့ပစုံလေးကိုတမများတောင်အရင်ဆုံးစိတ်မအောင်လို့ပေါ့နော်အသားလေးကိုညှင်းနှက်ထားပါမယ်ပစုံလေးစားကြမှာဖြစ်တဲ့အတွက်ကြောင့်မလို့အိုးလေးတွေကိုပထမဆုံးစီလေးထည့်လိုက်ပါတယ်စီလေးပူလာအောင်ဆောင်းပြီးဆိုလို့ရှိရင်တော့ပစုံကြောဖို့အတွက်အရင်ဆုံးချက်သွန်လေးပပပလေးရတာလေးကိုအိုးလေးတွေကိုထည့်ပြီးတော့အရင်ဆုံးစီတက်ပါတယ်ချက်သွန်လေးနွန်လာတဲ့အထိပေါ့နော်စီတက်ပြီးတော့အချိန်ဆောင်ပြီးဖို့လိုပါတယ်ခုမိထားလိုက်ရောက်ပြီဆိုရင်တော့ပစုံဟင်းအတွက်ဟင်းကအမူတိုင်းကြီးနဲ့ရှင်းတဲ့နံလေးကိုအပေါ်ကနေထည့်လိုက်ပါတယ်။ပြီးရင်ချက်သွန်ဖြူလေးနဲ့ရှင်းတဲ့နံလေးကိုလုံးမြအောင်လို့အရင်ဆုံးကြောပါမယ်။ခုနေထားရပြီဆိုရင်တော့ပစုံလေးကလည်းအသားလေးတွေကိုအရသာလည်းဝင်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့အိုးလေးတွေကိုတခါလေးလောင်းထည့်လိုက်ပါတယ်။ပစုံတို့ငါတို့ဆိုတာတိတ်ပြီးတော့အချိန်ချောင်းချက်တဲ့ဟင်းစားမျိုးမဟုတ်တဲ့အတွက်ကြောင့်မလို့တော့တတိချာလေးချက်လောက်တဲ့အနေထားလေးရောက်တဲ့ထိတော့အချိန်လေးစောင့်ပြီးဖို့လိုပါတယ်။ဟိုကတော့တတိချာလေးနေပေးပါမယ်။အခုအနေထားရောက်ပြီဆိုရင်တော့ပစုံလေးကချက်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့အပေါ်ကနေပစုံလေးနဲ့လိုက်ဖက်တဲ့ပင်စိမ်းလေးကိုတခါတည်းအပေါ်ကနေပြီးတော့အုပ်လိုက်ပါတယ်။ဒါဆိုရင်တော့ပစုံလေးကိုအဖြူတဲ့ပင်စိမ်းလေးနဲ့ရတာရှိအောင်ကြော်လိုက်တဲ့ဟင်းပွဲလေးပဲဖြစ်ပါတယ်။ပင်စိမ်းရွက်လေးတွေခဏလေးနှုတ်ဖို့အတွက်အချိန်လေးစောင့်ပြီးဆိုလို့ရှိရင်တော့အခုလိုနေထားရောက်ပြီဆိုရင်ရတာရှိရဲ့ပင်စိမ်းပစုံကြော်ဟင်းပွဲလေးရပြီပဲဖြစ်ပါတယ်ဒုတိယဟင်းပွဲလေးကတော့ကင်းမွန်နီလေးကိုပစုံကြော်လေးနဲ့ရတာရှိအောင်နှစ်ပြမှာမလို့ပထမဆုံးအိုရဲကိုစီလေးထည့်လိုက်ပါတယ်စီပူလာပြီဆိုလို့ရှိရင်တော့ချက်သွန်ဖြူချက်သွန်လေးထောင်းလာတာကိုတစ်ခါတည်းထည့်ပြီးတော့စီတက်ပါတယ်စီတက်တဲ့ခါတိုင်းမှာအမြဲတမ်းအချိန်လေးယူပြီးတော့စိမ့်စောမနှံအောင်စီတက်ပေးဖို့လိုတဲ့အတွက်ကြောင့်မလို့အချိန်လေးဆောင်ပေးဖို့လိုပါတယ်အခုနေထားရောက်ပြီဆိုလို့ရှိရင်တော့အယောင်တင်မုံအစင်မုံလေးကိုထည့်ပြီးတော့ရောပြီးစီတက်ပါတယ်ကင်းမွန်နီလေးကိုပစုံကြောက်နဲ့နှစ်ပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့မဖြစ်မနေပစုံကြောက်ထည့်ပေးဖို့လိုပါတယ်ပစုံကြောက်ကတော့ကိုလိုတလောက်ပမာဏအထိပေါ့နော်မြများလေးစားခြင်းနဲ့ဒီထက်ပိုပြီးတော့မြများလေးထည့်ဖို့လိုပါတယ်ရဲရန်စီတက်တဲ့အခါတိုင်းမှာငင်ပြားလေးထည့်ပြီးတော့စီတက်ပါတယ်ပို့ပြီးတော့အနမ်းတက်လေးမွေးစီဖို့အတွက်ပါအစင်သေးရေစေးတက်စင်ထားတဲ့ကင်းမွန်တီလေးတွေကိုအခုလိုအရွယ်လေးလှီးထားပြီးဆိုရင်တော့အိုးရဲကိုထည့်ပြီးတော့စီတက်ထားနဲ့လုံးပြီးတော့ချက်ပေးဖို့လိုပါတယ်ပြီးလို့ရှိရင်တော့ကင်းမွန်တီလေးနှုတ်ဖို့အတွက်လိုအပ်တဲ့ရေပမာဏလေးကိုအိုးရဲကိုထည့်လိုက်ပါတယ်ညံ့လေးနှုတ်ချင်တဲ့အတွက်ကြောင့်မလို့အိုးဖုံးလေးအုပ်ပြီးတော့တည်ထားလိုက်ပါတယ်အခုလောက်နေထားဆိုရင်ရလောက်ပြီဆိုတော့အိုးဖုံးလေးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ရေလုံးဝခင်းပြီးတော့စီပြန်လာတဲ့အနေထားလေးကိုရပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကင်းမွန်တီပစုံကြောင်းနဲ့နှစ်တဲ့ဟင်းပွဲလေးကတော့အစင်းနဲ့စားလို့ရပြီပဲဖြစ်ပါတယ်ရှင်ဒီနေ့ရဲ့ရေတောက်ဟင်းပွဲလေးကတော့ကစွန်းယိုးနီအချင်းဟင်းပွဲလေးပဲဖြစ်ပါတယ်ပထမဆုံးစီတက်ဖို့အတွက်ဝရဲကိုစီလေးနည်းငယ်ထည့်လိုက်ပါတယ်ပြီးရင်တော့စနွေးမုံလေးထည့်ပါတယ်စီပူလာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့စီတက်ဖို့အတွက်ချက်သွန်အနီးရဲ့ချက်သွန်အဖြူရဲ့ကိုတခါတည်းအိုးရဲကိုထည့်လိုက်ပါတယ်ပြီးတော့စီတက်ပေးပါတယ်အခုနေထားရပြီဆိုရင်တော့ပစုံ6တီပါတက်ပြီးတော့အိုးရဲကိုထည့်လိုက်ပါတယ်ရေစေးပြီးတော့အစင်သင့်ချွေထားတဲ့ကစုံယူနီလေးတွေကိုအိုးရဲကိုထည့်လိုက်ပါတယ်ရတာအတွက်အချိုးမုတ်ထည့်ပါတယ်စားထည့်ပါတယ်ပြီးရင်ငပိရတာလေးလည်းပါချင်တဲ့အတွက်ကြောင့်မလို့ဒါငပိစိမ်းစားလေးကိုလည်းအိုးရဲကိုထည့်လိုက်ပါတယ်ညတာအတွက်ငပြားလေးနဲ့ဟင်းခက်အမွေးကြိုင်အတွက်ပေါ့နော်ငပြားလေးလိုတဲ့အတွက်ကြောင့်မလို့ထည့်လိုက်ပါတယ်လိုအပ်တဲ့ရေပမာဏလေးကိုအယိုးရောအရွက်ကောနူတဲ့အထိထည့်ပြီးပြီဆိုလို့ရှိရင်တော့တခါတည်းပဲအချင်းအရသာလေးပေါ်လွင်အောင်မကြီးရည်လေးလောင်းထည့်လိုက်ပါတယ်ပေါင်းပစ္စည်းအားလုံးထည့်ပြီးပြီဆိုလို့ရှိရင်တော့ပုပွက်ဆူလာတဲ့အထိအဖောင်းလေးအုပ်ပြီးတော့တည်ပြီးလိုက်ပါတယ်အခုလိုမျိုးပုပွက်လေးဆူလာတဲ့အချိန်ရောက်ပြီဆိုလို့ရှိရင်တော့အရွက်ကောအယိုးရောအရသာအောင်မြည်စမ်းကြည့်လို့အားလုံးအဆင်ပြေပြီဆိုလို့ရှိရင်တော့အရသာရှိရှိတောက်တုံလို့ရတဲ့ကစွန်းယိုးနီအချင်းဟင်းပွဲလေးကတော့ပြီးသွားပြီပဲဖြစ်ပါတယ်ဒီချက်ပြခဲ့တဲ့ဟင်းပွဲလေးတွေကတော့ပစုံကိုပင်စိမ်းနဲ့ရတာရှိအောင်အဖြူရည်လေးကြော်ပြခဲ့ပါတယ်
ကိမွန်ဒီကိုပစုံကြောက်လေးနဲ့ရတာရှိအောင်ချက်ပြခဲ့ပါတယ်ရေတောင်းနေနဲ့ကတော့ကစုံယုံနီအချင်းဟင်းလေးကိုချက်ပြပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညီမရဲ့ဟင်းပွဲလေးတွေကတော့မိမိတို့အိမ်မှာအလွယ်တကူအချိန်ကုန်လဲတက်တာတယ်ကျမရင်းနဲ့လည်းကိုက်ညီပြီးတော့အာဟာရဖြစ်စေတဲ့ဟင်းပွဲလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ညီမရဲ့ဗီဒီယိုလေးကိုဒီနေ့အတွက်လည်းအစားဆုံးလိုက်ပါကြည့်ရှုပေးခဲ့တဲ့တူတယောက်ချင်းဒီအားလုံးလည်းကျေးဇူးအများကြီးပဲတင်ရှိပါတယ်နောက်နေ့လေးဒီမှာလည်းညီမကကိုယ့်ရဲ့အိမ်မှာပေါ့နော်ကျမကြီးတော့ကိုက်ညီပြီးတော့အာဟာရရှိတဲ့ဟင်းပွဲလေးတွေကိုလွယ်လင့်တကူချက်ပြပေးတဲ့ဗီဒီယိုလေးတွေကိုဆက်ပြီးတော့တင်ပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမရဲ့ဗီဒီယိုလေးတွေကို YouTube channel ကနေပဲဖြစ်ဖြစ် Facebook ကနေပဲဖြစ်ဖြစ်ဆက်လက်ပြီးတော့အားပေးကြည့်ရှုကြပါအောင်เนาะ YouTube ကနေဆိုလို့ရှိရင်လည်း follow and subscribe လေးလုပ်ပြီးတော့အားပေးလို့ရပါတယ် Facebook ကနေဆိုလို့ရှိရင်လည်း like and share လေးလုပ်ပြီးတော့အားပေးနိုင်ပါတယ်ရှင်နောက်နေ့ဗီဒီယိုလေးဒီမှာလည်းပြန်လည်တွေ့ကြမယ်เนาะအားလုံးပဲ love you all